နောက်ဆိုကျွန်တော်မျိုးတို့ channel မှာကြိုးစားပါတယ်ကျွန်တော်ရဲ့တစ်ဖက်စာမပြောပါသေးလေးတွေကတော့ဒီမှာနော်တစ်တလုံးပဲကြံပါတယ်နော်လေးလုံးမှာတစ်တလုံးပဲကြံပါတယ်အနေကုန်သုံးရှင်းတာ3ရက်တွင်နှလုံးချင်းနှလုံးနော်နှလုံးချင်းနေလာမှာဆိုတာဒါတော့ပါပြီဒါတို့ကဒီရှစ်ကလည်းစောကြီးထွက်ပါတယ်ကဲဒီမှာ9ပါနော်9ပတ်လို့ရပါတယ်ဒီ channel လက်ကျန်ရက်တွေမှာကဲကျွန်တော် channel လေး subscribe လုပ်ဖို့မမေ့ပါနဲ့ပြောနော် like share ခြင်းပြကူညီပါကျွန်တော်တင်တိုင်းတွေ့အောင်လုပ်ပါနော်ကျွန်တော်အများကြီးမတင်ပါဘူးကဲဒီနေ့အတွက်ကျွန်တော်20 site လေးတော့ပြမယ်ဗျာနော်ဒီနေ့အတွက်20 site လေးပြမယ်ဗျနောက်ပိတ် site လေးပြပါမယ်တစ်ပင်းနှစ်ပင်းကျော်မှတဲ့လူမှာ2နောက်ပိတ်တစ်ပင်းနှစ်ပင်းကျော်မှာ9နောက်ပိတ်တစ်ပင်းနှစ်ပင်းကျော်မှာ1နောက်ပိတ်ဒီ1နောက်ပိတ်ဘယ်လိုကြလဲဆိုတော့သူ့ရဲ့တစ်ပင်းကျော်ပေါ့နော်ဒီ6ရဲ့9ရဲ့6ရဲ့ပေါင်းရင်6 9 6ပေါင်းရင်4ရဲ့1ပါတယ်နော်အဲ့1ကိုလေကျွန်တော်တို့က1ပဲပါပါ6ပေါ့ဗျအဲ့1 6ကိုလေကျွန်တော်ဒီ3လုံးချင်းပြန်ပြီးတော့1 6ဖြစ်ပေးရပါမယ်တဲ့မနေ့နဲ့ရှင်းနေရ3ရရှိပါတယ်တဲ့1နောက်ပေးထည့်လိုက်တော့1ဖြစ်ပါတယ်နော်1 6ကို1ဖြစ်တဲ့ရောက်တဲ့သူတာဝန်ကြည့်ပါပြီတဲ့နော်အဲ့တပင်းနှစ်ပင်းကျော်မှာဒီမှာ9နောက်ပေးကြပါဆိုတပင်းကျော်ပေါ့နော်ဒီပေါ်3လုံးခွန်ရ4ရဲ့1ရဲ့ခွန်ရ4ရဲ့1ရဲ့ပေါင်းခြင်းဒီ2ရဲ့ပေါင်းပါခွန်ပါတဲ့အဲ့2ခွန်ကိုလေကျွန်တော်ဒီ3လုံးချင်းပြန်ပြီးတော့2ခွန်ဖြစ်ပေးရပါမယ်ဒီမှာ9နဲ့ခွန်နဲ့2ရှိပါတယ်တဲ့9ထည့်လိုက်တော့ခွန်ဖြစ်ပါတယ်အဲ့တပင်းနှစ်ပင်းကျော်မှာဒီမှာ2နောက်ပေးကြပါဆိုသူ့ရဲ့တပင်းကျော်ပေါ့နော်8ရဲ့9ရဲ့ခွန်ရဲ့8 9ခွန်3လုံးပေါင်းခြင်းဒီရဲ့4ပါတယ်4ရဲ့ပေါင်းပါ9အဲ့4ကိုလေကျွန်တော်ဒီ3လုံးပေါင်းခြင်း4 9ပြန်ဖြစ်ပေးရပါ6နဲ့1နဲ့ခွန်ရှိပါတယ်တဲ့2နောက်ပေးထည့်လိုက်တော့ကြောင့်9ဖြစ်ပါတယ်ပေါ့နော်ဒီချာလေးကြည့်ပါဗျာနော်ကျွန်တော်နည်းနည်းလေးမှုံကောင်းမှုံနေပါလိမ့်မယ်ဒီချာမြောင်ကြည့်ပါတပင်းနှစ်ပင်းကျော်မှာတဲ့ဒီမှာကျွန်တော်တို့နောက်ပိတ်ဆိုင်ရိုက်ကိုသူ့ရဲ့တပင်းကျော်ခွန်ရရှိ6ရဲ့ခွန်ရှိ6 3လုံးပေါင်းရင်ဒီ1ပါ1ရဲ့ပါပါ6 1 6ကိုတဲ့ကျွန်တော်ဒီလိုပေါင်းရင်1 6ဖြစ်ပြီဒီမှာ6ရှိပါတယ်တဲ့1ဖြစ်အောင်5ထည့်ပါမယ်6ဖြစ်အောင်3ညထည့်ပါ9 3ညနောက်ပိတ်ပါပဲနော်ကဲကျန်တဲ့တယ်ဆိုရင်တော့ယူ3ပါဗျာနော်ကျွန်တော်ထိုးခွက်ထုတ်ထားတာလေးတွေရှိပါတယ်ထိုးခွက်ထုတ်ထားတာလေးရှိပါတယ်ဗျာနော်ဒါလိုက်တာအားလုံးညနောက်ပိတ်နေကျွန်တော်ဒီ3ခွက်ထုတ်ထားပါတယ်3ညကတော့အားထိုးပါမယ်နော်4 5တွေပဲကြိုက်နေထည့်ထုတ်ပါကျွန်တော်ကွန်မြောင်းလို့မထည့်ဘူးနော်3ညခွန်2 4ကီးရှိပါတယ်ဒီမှာ4 5တစ်ခွက်ထည့်ထုတ်လို့ရပါတယ်ညနေပိုင်းတော့6 9ကီးရှိပါတယ်1 8ထိပ်စီရှိပါတယ်ဒါလေးတော့ကြိုက်ထုတ်ထားပါတယ်ဗျာညနေပိုင်း3 shift break လည်းရှိတယ်ဗျာညနေပိုင်းမှာနော်3 shift break ညနေပိုင်းမှာ3 shift break ရှိပါတယ်ကြိုက်နေထိုးပါနော်ကဲအားလုံးပဲနော်အဆင်ပြေကံကောင်းကြပါစေဗျာကျွန်တော် channel လေး subscribe လုပ်ဖို့မမေ့ပါနဲ့ဗျာနော် like share ခြင်းမျိုးကူညီပါဗျာနော်ကျေးဇူးတင်ပါတယ်